တခါတော့ကလေကွင်းစိမ့်တယ်နဲ့လှပနေတဲ့ရွာငယ်လေးတစ်ရွာမှာလယ်သမားတစ်ယောက်ရှိတယ်။သူ့နာမည်ကဦးထုံးအောင်ဖြစ်ပြီးသူ့မှာအသက်14နှစ်အရွယ်သားအမွာ2ယောက်ရှိတယ်။သားကြီးကိုသားငယ်မောင်မောင်လို့ခေါ်တယ်။ဒီနေ့မနေ့ခင်းမှာဦးထုံးအောင်ကသား2ယောက်ကိုခေါ်ပြီးမျိုးစေ့20ကိုလက်ထဲကထုတ်ပြတယ်။သားရုဒီမျိုးစေ့တွေကိုတယောက်တစ်စိယူပြီးစိုက်ပါရေလောင်းပါ။နောက်ဘာပင်ဖိမလေးကြည့်ရအောင်လို့ပြောတယ်။ကိုကမျိုးစေ့ကိုကြည့်ပြီးဒါဘာမျိုးစေ့လဲဖေလို့မေးတယ်။ဖေကပြုံးပြီးအပင်ကြီးရင်မှတီးရမှာပေါ့သားလို့ပြန်ပြောတယ်။နောက်နေ့မှာသူတို့2ယောက်လုံးမျိုးစေ့ကိုစိုက်ပြီးနေ့တိုင်းရေလောင်းတယ်။ရက်တွေကတဖြည်းဖြည်းကုန်လာတယ်။ကိုကစိုက်ထားတဲ့မျိုးစေ့ကိုမကြာခဏကြည့်ပြီးဘာမှမပေါက်လာတာကြောင့်စိတ်မရှိတော့ဘူး။တပိတ်ကြော်လာပြီးဘာပင်မှမပေါက်လာတော့မျိုးစေ့လေးပြတ်သွားပြီလို့ထင်လာတယ်။ဒါပေမဲ့မောင်ကတော့နေတိုင်းမပြတ်မလတ်ရေလောင်းပြီးမတူးကြည့်ပဲစိတ်ရှည်စွာစောင့်နေတယ်။နှစ်ပတ်ကြာပြီးတဲ့အခါမောင်ရဲ့မြေထဲကအစိမ်းရောင်အပင်လေးတစ်ပင်ထွက်လာတယ်။ကိုကမြင်ပြီးစိတ်တက်ကြသွားတယ်။ဘာကြောင့်ငါအပင်ကြမပေါက်သေးတာလဲလို့စိတ်ထဲမှာမေးတယ်။ဒါပေမဲ့အဖေကဆက်လို့ပါသားလက်မလျော်လိုက်နေဦးလို့အားပေးတယ်။တလကြာပြီးတဲ့အခါမောင်ရဲ့အပင်ကကြီးထွားလာပြီထစ်တယ်။ကိုကတော့မယုံကြည်နိုင်တော့ပဲရေလောင်းတာတော့လျော့ကျသွားတယ်။ဒါပေမဲ့2လအကြာမှာတော့အံ့ဩစရာတစ်ခုဖြစ်လာတယ်။ကိုရဲ့မြေထဲကလည်းအပင်လေးတစ်ပင်ထွက်လာတယ်။အဲ့ဒီနောက်မှာတော့အပင်ဟာမြန်ကြီးလာပြီးနောက်ဆုံးမှာတော့မောင်ရဲ့အပင်ထက်တောင်ကြီးထွားသွားတယ်။တပင်ကတရက်ပင်တပင်ကပန်းသီးပင်ဖြစ်နေတယ်။ဖေကပြောတယ်။ဒါတော့ဒီမှာသင်ခန်းစာ3ခုရှိတယ်။ပထမကိုဘဝကိုတခြားသူနဲ့မနှိုင်းယှဉ်နဲ့။ဒုတိယအောင်မြင်မှုဟာအချိန်ယူတယ်။တတိယမမြင်ရသေးတဲ့အချိန်မှာတော့ဆက်ကြိုးစားပါ။မင်းတို့ရဲ့အချိန်လဲမကြာခင်ရောက်လာမယ်သားတို့။ကဲမိတ်ဆွေတို့ရေဒီဇလန်းကနေမှတ်သားစရာတစ်ခုခုရှိမယ်လို့မျှော်လင့်ပါတယ်။တခါတရံမှာကျွန်တော်တို့မမြင်ရသေးတာဟာမဖြစ်သေးတာမဟုတ်ပါဘူး။ဒီလိုမှတ်သားစရာပုံပြင်တွေကိုကြိုက်နှစ်တက်တယ်ဆိုရင် like and share လုပ်ပြီးမိတ်ဆွေတွေနဲ့မျှဝေပေးပါ subscribe လုပ်ပြီးနောက်ထပ်ဇာတ်လမ်းတွေစောင့်ကြည့်ပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်